ပေါက်လဲပြီโอเคအားလုံးပဲမင်္ဂလာပါ Sunday ဘိုင်းက ADB ပေးရနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုမစခင် like share follow လေးနှိပ်ပေးသွားကြပါဦးလို့ညီကိုတွေကိုမြစ်တာရက်ခံပါတယ်ဒီနေ့ဗီဒီယိုလေးရတော့ဗောနော်ကျွန်တော်တားငယ်လေး ADB 350ပေါ့နော်ကျွန်တော် off route လေးတစ်ဖြုတ်ဝင်ပေါ့နော်ဒီတောင်တက်မယ်လမ်းကျန်းတဲ့နေရာကြီးတမောင်းမယ်ဒီရေတော်ထဲမှာပေါ့နော်တမောင်းမယ်ပေါ့โอเคပမာတမောင်းမယ်ဆိုတော့ချက်ရမှာတမောင်းပေါ့နော်ချက်ရကိုနွားစကြက်ကောပေါ့အဲ့မှာမြက်ပင်နေနဲ့အဲ့တောင်ကုန်းပေါ်မှာတမောင်းပေါ့နော်အဲ့မှာကျွန်တော်အဖွဲ့တွေကကတုံးညီနောင်ရဲ့အိမ်မှာတွိုင်းနေပေါ့နော်ညီလေးနှစ်ယောက်အိမ်တွိုင်းနေအလဲတွိုင်းနေအမှဒီတဖြုတ်ဝင်ပေါ့သူတို့မှလည်း ADB ရှိတယ် ADB 160ရှိတယ်အဲ့ဒါကိုသူဖြုတ်မယ်အဲ့ညီလေးနဲ့ဒီနေ့ကတော့ပိတ်ရပါတော့ပိတ်ရကျွန်တော်တနင်္ဂနွေဘယ်မှမသွားဘူးဒီနေ့နားတဲ့နေပေါ့နားတဲ့လည်းပြောတာပါလူကနားပြီမဲ့ဆိုင်ကလေးမနားပါဘူးဒီနေ့ချိန်ရမှာအဲ့တောင်ပေါ်မှာသွားဖြုတ်မှာပေါ့โอเคအခုဒါကတော့ကော်လမ်ဘိုတရာပေါ့နော်ကျွန်တော်ကော်လမ်ဘိုတရာကနေထွက်တယ်မိုးလေဝသကတော့အုံနေတယ်မိုးကတော့ရွာမဲ့အနေထားရှိမိုးရွာတော့ပို့ဖြုတ်လို့ကောင်းတာပေါ့နော်မိုးရီတော်တယ်မှာမှောက်ချင်းမှောက်မယ်လဲချင်းလဲမယ်ပေါ့အဲ့လဲဒါပေမဲ့တောင်ထဲမှာမြက်ကင်းထဲမှာဆိုတော့လမ်းကတော့ရှော့မှာโอเคဒါကတော့ဒီအဲ့နွားဆက်ချက်ကုန်းနဲ့ဝင်တဲ့အဝင်ဝါပေါ့နော်ဒီအစိမအဆောက်ရှိတယ်သူတို့တတ်မှတ်တာ6နိုင်ကျော်ဆိုရင်ဝင်မရှိတော့ပေါ့နော်ပြောမလို့သူကတောင်ဝင်းပြင်အဲ့လိုမျိုးဖြစ်နေတဲ့အနေထားပေါ့နော်အဲ့ဒီနေရာမှာသူတို့နွားတွေအတွက်မြက်တွေရိတ်ပြီးတော့သူတို့ဟိုနွားတွေတော့ပေးမဝင်ဘူးဒါပေမဲ့သူကမြက်တွေကိုအဲ့မြက်တွေကိုရိတ်ပြီးလို့ရှိရင်နွားစာကျွေးတယ်ပေါ့နော်အဲ့ဒါကြောင့်သူတို့ဒါဒီချက်ရမျိုးနဲ့မှာရှိတယ်ပေါ့အခုဒီကရုံးညီနောင်မိသားစုနဲ့ကျွန်တော်နဲ့နောက်ပြီးတော့ကိုတူရိန်ပါမှာကျွန်တော်နှစ်စီးမျိုးထဲလာတယ်မျိုးလေးဟာလာရှေ့ကြီးတော့လေမှန်ကန်ကျွန်တော်စိတ်ကြိုက်လာတယ်ဟိုမှာဆိုတာကိုစားမတောင်းအောင်တို့ဘေးညာဒီညာမော်လို့မရဘူးတော့အိမ်ပါတယ်နော်ကျွန်တော်တို့ကလောက်တာပြီးလမ်းပုံးတာဖြစ်ဒီ off road ချုပ်တယ်ကဲဟိုမိုက်တွေစားနေပါလေဘီယာပြဘောတော့မလို့ရပါမရတော့နေမှာဘီယာတွေလည်းဂျုံပြန်နေလောက်ပြီဘီယာကျွန်တော်တို့မှမရှိဘူးလေခုမှဟုတ်တယ်ခုံပေါ်မှာပါဆိုမှပဲအခုတွေ့တယ်ခုံမနဲ့ကောက်တယ်လေမကောက်ဘူးအခွင့်နေရကောက်တာအခွင့်နေသူကောက်လာဘယ်လိုကောက်မလဲကျွန်တော်အိမ်နဲ့ထည့်ပြီးတော့ကောက်တယ်ကျွန်တော်ဟင်းတော့ယူတယ်အေးရောရှိုးပါသေးပါအေးပုံလေးတယ်စီတန်းရှိလားဒါတမလေးစီတန်းတော့လိုက်ပါစီထဲအောင်စီရမယ်နားမှာရှိတော့ဒီစီဘလိုကားလည်းကဲဘူးတော့ဟုတ်နောက်ကဲလေးရတယ်နောက်ကဲလေးရတယ်ကိုဘယ်ရောက်ဝဲနိုးသားနေကုန်လည်းကုန်နေအားလည်းကုန်ပြီအော်မောင်းနေတဲ့မိသားပေါ့နော်လာတော့မတွေ့ရဘူးညောင်းနေကြရင်တော့ဘလုံးပဲဟုတ်ကြီးရိုက်လို့ရတယ်တောင်းလေးရိုက်လို့ရိုက်တာအခုတို့ကျွန်တော်တို့တောင်းဝင်မှာပေါ့နော်ရှုံးနေပြီဒါပေမဲ့မြက်ရတာရှိနေမှာသူဒီခေါင်းမြက်မရရတယ်ပေါ့မြက်ရှိနေတော့ဘာကိုသိဘူးညောင်းအောက်မှာတော့နားတော့မြက်တိုင်းပဲသူကတူတဲ့နေပေါ့နော်မြက်ရရှိနေကြိုက်တော့မရှိဘူးပေါ့ဒါပေမဲ့တစ်ခါမှလည်းကျွန်တော်ဒီနေရာမှာမဟုတ်ဘူးညီလေးတွေမျိုးတော့သူကတစ်ခုမှကြိုက်တော့မရှိဘူးကြိုက်ဖြုံးလို့ရတယ်ဒါပေမဲ့အဲ့မြက်တော့တော့နော်သူ့သူနှစ်စီးဖြုံးတယ်ပေါ့160ရဲ့တော့နားတယ်ရှိမှတော့ကတော့ဒီပါနားတော့စိတ်ကြိုက်ပေါ့ဒီဘေးဒီလမ်းမျိုးတွေဒီဘေးတွေနဲ့ဖြုတ်ရတာပေါ့နော်အိမ်မလို့ပါလို့ညအိမ်မလို့ခေါ်တာကြတော့ဒီမျိုးတွေကြတော့အဆင်မပြေဘူးနော်အဲကြောင့်ကျွန်တော်က ADB ကိုယူရပေါ့ဒီလိုမောင်းနေလို့စိတ်ကြိုက်လေးနေပေါ့ဒီရေဟိုလည်းမှတောင်းတက်တာနိုင်ရှေ့ပြုတ်တာအားရစရာကြီးကတော့ကြီးပြုတ်ရတယ်တိုင်းတော့ဒါကလမ်းဆိုတော့ကြားနေပြီမစားရတော့ကြားနေပြီနားလည်းမသိဆိုင်ခဲ့တဲ့တော့ဒီမှာကြားနေပြီကြားလို့ဝေါကျိုးကောင်းတယ်မှာချင်းချင်းဒီမှာတော့ရည်ရည်ရှိကြတော့ရောက်တဲ့ချုံးကြည့်ချုံးခြေရကရုံးရတော့ပေါ့ရှိတော့ကြားလို့ရမှန်တယ်အားရတယ်ဒါဘူးတောင်းကြည့်ပါဦးနော်ခဏလေးတောင်းပါဦး Oh my god wow နားမီနဲ့တိုင်းပဲကြည့် wow ဒါ
ပြိုပြီဆိုင်ငယ်ပြိုပြီအေးပြောနေတာတော့ဒီလေဝတ်ကြီးလာဝတ်ကြီးတော့ပြောမှာအဲ့ဒီမှာချုံလို့ရချုံတာနေတယ်ခါပါတော့နွားတာလည်းမကြည့်ရတယ်မြတ်တာဖြိုးတော့ကောင်းတယ်မြတ်တာတော့အခုဆိုရင်ကျွန်တော်တို့စင်းနေပြီနော်စင်းပြီးတော့ဒီလမ်းကျန်းတွေကိုစင်းမောင်းမယ်ဒီတောင်ဒီအဲ့တောင်ကတော့ပတ်မှာပေါ့အခုလမ်းနဲ့ဟိုကင်မရာထဲမှာအဲ့လောက်မဟုတ်တာဖြစ်နေပြင်မှာတော့တော်တော်လမ်းဆိုးတယ်လို့ပြောလို့ရတယ်ပေါ့နော်လမ်းကိုကြားရရှိမှာကိုယ်တည်းရှိမှာပေါ့နော်ဒီလိုအဲ့လိုအခုအဲ့တောင်ရဲ့တပတ်ပေါ့အခုဒီအနေနဲ့ဆင်းပြီလမ်းမြင်နေတာมั้ยခါကျရင်ကတယောက်မှာမောင်းနေတာကြာတော့ဒီလိုမျိုးလမ်းလေးတွေလည်းမောင်းတယ်ပေါ့နော်ဒီဘိန်းကြာတော့ဒီ EDV ကြာတော့သူကနည်းနည်းမြင့်တယ်ဟိုလည်း body ထဲတောက်တယ်ဆိုတော့ဒီလိုလမ်းလေးသူကလောက်တာပဲတောင်တက်တောင်ဆင်းပြီးတော့လည်းမှမောင်းမယ်ပွတ်တော်လည်းမှမောင်းမယ်သူကအဲ့လိုပုံစံအဲ့ကြောင့်ကျွန်တော်ဒီကောင်ရွေးချင်လိုက်တယ်ပေါ့နော်အဲ့မဲ့သူကပုံသွားမလှပြီမဲ့ဒီလိုမျိုးတွေသူကအဆင်ပြေတယ်ပေါ့နော်အဲ့ကြောင့်ကျွန်တော် EDV ဘာကြောင့်ရွေးရတယ်ဆိုတော့အဲ့ဒီကြောင့်ရွေးချယ်တယ်ပေါ့နော်ဘာနှစ်စီးခြုံတိုးနေပါလေခြုံတိုးနေပါလေဒီကတုံးကြီးပါမကြီးလမ်းနဲ့နေကြီးလမ်းနဲ့နေထားအောင်လမ်းနဲ့နေထားအောင်ဘေးမှာရေကိန်းရှိပါတယ်ကြားရတော့ရေတော့လည်းကြားပါတယ်ဟိုဒါအခုကျွန်တော်အဲ့တောင်ပတ်နေတာနော်ဝေးပြားအဲ့တော့ဒီဟာလေးအခုရှင်းအေးအခုကလမ်းသိမ့်မတွေ့ရဖြစ်ကျွန်တော်လမ်းရှောင်းလို့မတွေ့ဘူးဖြစ်နေရှိအဲ့ဒီမြက်ကွင်းကမြက်ဒီကဖြတ်ပြီးပြင်ရတဲ့ခေါ်ကြီးအေးဖြတ်ပြီးတော့ဟိုလိုလူလေးချေဆိုလေအေးလမ်းမြင်ရတယ်ဒါပေမဲ့ဂျဲတော့မရှိဘူးဂျဲလေဒီအောက်ဘက်ကျရင်လေမြင်နေပြောတယ်အေးမိုင်းရမောင်းလို့ကောင်းတယ်အဲ့ဒီဖင်ရတဲ့ဒီကျွန်တော်အဲ့ဒီမှာဖင်ရဟိုအောက်မှာကျတော့အစားຫນွေပဲတက်ဆိုသွားလို့ရတယ်အခုကတော့ရှောင်းကြီးပဲတော့အခု ADV နှစ်စီးပေါ့နော်အနေထားလောက်ရှိမှာဒီ Oslo မှာလက်ကျောက်တယ်ပေါ့နော်တုံးကြီးနဲ့ဒါငယ်ကောင်နဲ့ကြီးကောင်တော့ဒါဟိုမှာပင်လေကြီးဒီနောက်ခဏဒီနေရာကိုဖြတ်မှာပေါ့နော်ခဏဒီနေရာကိုဖြတ်မယ်တောင်းရတော့ရှည်နော်မိုးရောက်ပြီးပို့စားရခုကျွန်တော်ရောက်ရှိနေရတယ်ဒါညစ်ပဲနေရတယ်ညဒါဖုံးကွာဟမ်နွားလမ်းကြောင်းအော်နွားစကြက်ပါကွာအေးမြေပြောလိုက်ရင်နွားစကြက်မှာလူတွေဟိုမှာ off-road လက်ဖြုတ်တယ်ပေါ့နော်ဒီတောင်ထဲမှာမြက်တွေကဒါရှိတယ်ပေါ့နော်အခုခဏဆိုင်ငယ်အနာပေးတယ်ဒါကတော့အကြီးကောင်နဲ့ငယ်ကောင်ပေါ့နော်ဒါတော့350ဒီဘက်မှာတော့160ပေါ့နော်အယောင်ရင်းနည်းနည်းလေးကွာပါလားကျွန်တော်ကနည်းနည်းမလားနည်းနည်းကြက်သွေးရောင်ဖြစ်သွားတယ်သူကနည်းနည်းหนีဘက်ပုတ်သွားပါတယ်ဒါအခုနှစ်စီးပေါ့နော်ကျန်တဲ့ဘိန်းတွေကသူတို့မောင်းမရဘူးဒီလမ်းတွေသူတို့လည်းမဆိုင်ဘူးဒါဒီလမ်းသူတို့လည်းမဆိုင်တဲ့လမ်းတွေအားကြောင့်သူတို့မှထိုင်ကြတယ်ပေါ့နော်ဒါအခုနှစ်စီးတည်းဖြုတ်တာတောင်ရတော့ရှိရာဒီဥသူအနေထားလောက်ရှိမှာခဏနေဒါအကြီးကောင်းနဲ့ကတုံးတိုင်းပဲရပါတယ်မိကင်မရာတော့လိုက်ချလို့မသိတော့ဖြစ်မှာခုနတို့ဟိုတောင်နော်ဟိုတောင်လေတို့တရားဖြတ်လို့မရဘူးနော်မရဟိုအရှိရရင်ရေချောင်းမပိတ်သွားအရှိရဆက်သွားရင်တော့ရတယ်ချိုးနဲ့ထူနေလို့မတော်ရှိတော့အဲ့လောက်ရှိမယ်နဲ့လေးတွေကြီးမယ်နွားဆက်ရှိမယ်ဒါတော့သူတို့ခေါ်နွားစကြက်ပေါ့နော်ဟုတ်တယ်မြက်တွေကရှိပဲမြက်တွေရှိပဲဆိုစကြက်ဒီအမြက်ယူနွားလိုက်တာအေးနွားလိုက်တာအကြိုက်မယ်နော်မြက်တွေစိမ့်ဆိုနာအိုဟိုစားလို့ရလူစားလို့ရအေးမောင်းလို့ကောင်းညေဘူးသားထန်းချင်းပိတ်လာတာဖွင့်လာတာထန်းချင်းပေါ်မောင်းလို့တော့ပိတ်လိုက်လေအေးဖွင့်လိုက်ခဏသူတိအရှော့သွားလေမောင်းလို့မကောင်းဘူးလေအပေါ်မောင်းတော့ပိတ်လိုက်အခုဒီမှာ60လဲမှာဆိုဖွင့်လိုက်တယ်ပြီးတော့